ကျွန်တော်မိတ်ဆွေတွေအတွက်ဒီနေ့မှာတော့ဒီလျှက်စစ်မှာလုံးဝကိုအခြေခံအကြသုံးဖြစ်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအခြေခံလေးတွေသိပြီဆိုမှကျွန်တော်တို့အိမ်တွင်းလျှက်စစ်ကိုတွေ့တန်းခြင်းနည်းပညာကိုဆက်ပြီးတော့လေ့လာလို့အဆင်ပြေမယ်ဒီအခြေခံလုံးဝကိုအခြေခံကြတဲ့အကြောင်းအရာလေးတွေကိုအခုဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်သိထားရမှာကလျှက်စစ်မှာ AC နဲ့ DC ဆိုတာရှိတယ် AC ဆိုတာကကျွန်တော်တို့ AC ရယ် DC ဆိုတာရှိတယ် AC ဆိုတာကကျွန်တော်တို့သိထားတဲ့ alternating current ကို AC လို့ခေါ်တယ် AC ရဲ့အရှေ့က AC ဆိုတာ alternating current alternating currentကို AC DC ရကြတော့ DC ရဲ့အရှေ့ကဘာလဲဆိုရင် direct current DIRECT direct CURRENT current direct current AC ဆိုတာ alternating current DC ဆိုတာ direct current ဒီ AC နဲ့ DC မှာကျွန်တော်ဘယ်လိုကွဲပြားလဲဆိုရင် AC ရဲ့အလုပ်လုပ်ပုံကသူက line လေးတွေနဲ့လှုပ်တာအပြန်အလှန်စီးဆင်းတယ်သူ့ရဲ့သဘောတရားအပြန်အလှန်စီးဆင်းတယ်ဆိုတဲ့သဘောတရားDC ကကြတာ direct စီးဆင်းတယ်ဆိုတဲ့ဟိုသူ့ direct ဆိုတဲ့အတိုင်းပဲ direct စီးဆင်းတယ် alternating ဆိုတာအပြန်အလှန်ကိုပြောတာပါသူ့ရဲ့ current တွေကအပြန်အလှန်စီးဆင်းနေတယ်လို့ပြောတယ် DC ကကြတော့ direct current သူကတိုက်ရိုက်စီးဆင်းတယ်အပြန်အလှန်မရှိဘူး AC ကကြတာခုကျွန်တော်တို့သုံးနေတဲ့လျှက်စစ်ပေါ့ဗျာဒီနေအိမ်သုံးနေတဲ့လျှက်စစ်တွေခုကျွန်တော်တို့အိမ်တွေမှာသုံးဆွဲနေတဲ့ဒီမီးကြိုးတွေနဲ့တွေ့တန်းပြီးသုံးဆွဲနေတာအဲ့ဒါက AC ပါ DC ကကြကျွန်တော်ဘက်ထရီအိုးတွေတို့တိုးလောင်လို့ရတဲ့အရာ DC ဆိုတာကတော့တိုးလောင်ထားလို့ရတယ် AC ကကြတော့တိုးလောင်ထားလို့မရဘူးရတယ်ခုဘက်ထရီအိုးတို့တက်ခဲတို့အဲ့ဒီအရာတွေက DC current တွေပဲ DC လို့ခေါ်တယ် AC ကခုကျွန်တော်တို့နေအိမ်သုံးနေတဲ့လျှက်စစ်ကိုAC လို့ခေါ်တယ်ဒီလောက်လေးကျွန်တော်တို့ AC နဲ့ DC ကိုသဘောပေါက်နားလည်ထားမယ်ဆိုရင်အဆင်ပြေပါပြီကျွန်တော် DC ကိုတော့ကျွန်တော်ဆက်မပြောတော့ပါဘူး AC alternating current AC ကိုပဲပြောပါမယ်ဒီ AC ကိုပြောမယ်ဆိုရင် AC မှာကျွန်တော်တို့ single phase နဲ့ three phase ဆိုပြီးရှိတယ် single phase မှာ SINGNE single phase ရယ် three phase ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော်ဒီ DC အကြောင်းကိုမပြောဘူးဆိုလောလောဆယ် DC ကိုကျွန်တော်ခဏမေးထားလိုက်ပါကျွန်တော် AC ကိုပဲပြောပါမယ် AC ဆို alternating current မှာ alternating current ကျွန်တော်ခုနေသုံးဆွဲနေတဲ့လျှက်စစ်ကို AC လို့ခေါ်တယ်အဲ့ AC မှာ single phase ရယ် three phase ရယ်ဆိုနှစ်မျိုးရှိတယ်ကျွန်တော်နေအများဆုံးသုံးတာ single phase ကိုပဲသုံးပါတယ် single phase မှာဘိုးတွေအနေနဲ့230 volt 240 volt ပေါ့230 240 220မျိုးပေါ့ဘိုးကမငြိမ်ဘူးဆိုတော့ three phase မှာကျတော့400 volt အဲ့လိုသတ်မှတ်တယ် single phase မှာ230 volt လို့တည်ထားရမယ် three phase မှာ400 volt လို့တည်ထားရမယ်ဒါဆိုရင်ကျွန်တော်တို့ကျိုး site တွေတို့ breaker site တွေတွက်တဲ့အခါမှာဒီလို volt တွေလေးကိုကျွန်တော်ထည့်တွက်ရမှာဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာကျွန်တော်မှတ်သားထားရမယ် single phase မှာ230 volt ရှိတယ် three phase မှာ400 volt ရှိတယ်ပြီးရင်နောက်ထပ်ပြီးတည်ထားရမှာကဘာလဲဆိုရင် power 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 ဆိုတာဘာလဲလျှက်စစ်ရဲ့စွမ်းအားကိုခေါ်တယ်လျှက်စစ်ရဲ့စွမ်းအားကို power လို့ခေါ်တယ်ပြီးရင် volt BONTAGE volt ရကြတော့လျှက်စစ်ရဲ့ဘိုအားလျှက်စစ်ရဲ့ဘိုအားကို volt လို့ခေါ်တယ်ပြီးရင် current 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 ကကြတော့ဘာလဲဆိုရင်လျှက်စစ်ရဲ့CRကျွန်တော်ပြန်ပြပါမယ် power ဆိုတာလျှက်စစ်ရဲ့စွမ်းအားကို power လို့ခေါ်တယ်ပြီးရင်လျှက်စစ်ရဲ့ဘိုအားကို volt လို့ခေါ်တယ်ပြီးရင် current ကြလျှက်စစ်ရဲ့CR ဒီကျိုးထဲမှာကျွန်တော်စီးဆင်းနေတဲ့လျှက်CRအဲ့ဒါကို current လို့ခေါ်တယ်ဒါလေးတွေကိုကျွန်တော်အရင်ဆုံးသိတယ်ဒီသုံးမျိုးကိုသိထားရမယ် power volt ရယ် current ရယ်
ကျွန်တော်တို့တွေအကွာဝေးကိုတိုင်းတာတဲ့အခါကျရင်မီတာတို့ပေတို့နဲ့ကျွန်တော်တို့တိုင်းတာရတယ်အဲ့ဒီလိုပဲကျွန်တော်တို့လျှက်စစ်မှာလဲတိုင်းတာတဲ့ unit တွေရှိတယ်သူ့ကိုဘယ်လိုတိုင်းတာလဲဆိုရင်ဒီ power လျှက်စစ်ရဲ့စွမ်းအားကိုတိုင်းတာတဲ့ unit ကပါလဲဆိုရင် WATT watt ဒီ power ဘယ်လောက်ရှိလဲသိချင်ရင်ဒီ watt ကိုကြည့်ရတယ်1000 watt တို့900 watt တဲ့အဲ့ဒါလျှက်စစ်ရဲ့စွမ်းအားသူ့ကို watt နဲ့တိုင်းတာတယ်ပြီးရင်ဘိုးတွေကိုကြတော့လျှက်စစ်ရဲ့ဘိုးအားကိုကြတော့ VONT ဘိုးနဲ့တိုင်းတာတယ်ဘိုးအားဘယ်လောက်ရှိတယ်230ဘိုး400ဘိုးအဲ့လိုမျိုးလျှက်စစ်ရဲ့စွမ်းအားဘိုးတွေကိုပြောတယ်ပြီးရင်ခါရန်ကြလျှက်စစ်ရဲ့လျှက်စီးအားသူ့ကိုကြတော့ဘာနဲ့တိုင်းတာလဲဆိုရင် ampere ampere နဲ့တိုင်းတာတယ်ကျွန်တော်တို့က WATT watt လို့တွေ့တာနဲ့ဘာကိုသိရမလဲဆိုရင် power ဆိုတာသိရမယ် VONT ဘိုးတွေလို့သိရနဲ့ကျွန်တော်လျှက်စစ်ရဲ့ဘိုးအား ampere လို့ပြောလိုက်တာနဲ့ဘာလဲဆိုရင်လျှက်စစ်ရဲ့လျှက်စီးအားအဲ့ဒီလိုသိထားရပါမယ်လျှက်စစ်ပစ္စည်းတွေရေးတဲ့အခါမှာတော့ကျွန်တော်တွက်ချက်တဲ့အခါမှာသူတို့အတိုးကောက်လေးတွေပဲသုံးပါတယ်ဒီအတိုးကောက်တွေလည်းကျွန်တော်သိထားရမယ်ဒီ power ဘိုးတွေ current တို့ဒီ watt တို့ဘိုးတို့ ampere တို့သူတို့လည်းတွက်တဲ့အခါသုံးတဲ့ unit တို့ကျွန်တော်တို့အတိုးကောက်လေးတွေကိုကျွန်တော်သိထားရမယ်တွက်တဲ့အခါထက်တွက်တဲ့ကျွန်တော်တို့စလုံးအတူကောက်လေးတွေကျွန်တော်သိထားရမယ်အဲကြောင့်ကျွန်တော်အဲ့ဒါတွေဆက်ပြီးတော့ရှင်းပြပေးပါမယ်ဒီ power ကိုကြတော့ P လို့အတူကောက်ရေးပါတယ် P လို့တွေ့လိုက်တာနဲ့ဘာကို power လို့သိရမယ် P ရဲ့သူ့ရဲ့ unit အတူကောက်ကကြတော့ဘာလဲဆိုရင် W ပါ W လို့ရေးပါတယ် W လို့ကြည့်လိုက်တာနဲ့ဒါ power လို့သိရမယ်ပြီးရင်ဒီဘိုးတွေကိုကြတော့ V လို့ရေးပါတယ် V လို့တူကောက်ရေးတယ်သူ့ရဲ့ unit ကကြတော့ V လို့ပဲရေးပါတယ်သူ့ရဲ့ unit ကလည်း V လို့ပဲရေးတယ်ပြီးရင်ခါရန်ကိုကြတော့ကျွန်တော် C လို့မရေးပါဘူး P ကိုကြ power ကြ P လို့ရေးတယ်ဘိုးတွေကိုကြတော့ V လို့ရေးတယ်ဒါတော့ခါရန်ကို C လို့မရေးပါဘူးခါရန်ကိုကြ I လို့ပဲရေးပါတယ်ကျွန်တော် I လို့ထည့်သုံးတယ် I လို့ကျွန်တော်မြင်လိုက်တာနဲ့ဒါခါရန်လျှက်စစ်ရဲ့လျှက်စီးအားကိုပြောတာလို့ကျွန်တော်သိထားရမယ်သူ့ရဲ့ unit ကိုကြတော့ ampere ရဲ့သူ့ရဲ့ unit တူကောက်ကိုကြတော့ရေးရင် A နဲ့ရေးပါတယ်ကျွန်တော် A ထားပါတော့ 1A 2A 3A လို့သိရင်ဒါသူ့ရဲ့ I ကိုပြောတာပါခါရန်ကိုပြောတာလည်းသိရမယ် I ကိုပြောတာ I ကိုမြင်လိုက်တာကျွန်တော်ခါရန်လို့သိရမယ်ဒီ V လို့မြင်လိုက်တာနဲ့ဒီ voltage လို့သိရမယ် P လို့မြင်လိုက်တာနဲ့သူ့ရဲ့ power လို့သိရမယ်သူ့ရဲ့ unit က watt ပါ W လို့မြင်လိုက်တာနဲ့ power V လို့မြင်လိုက်တာ voltage A လို့မြင်လိုက်တာနဲ့ကျွန်တော်သူ့ရဲ့ခါရန်ကိုပြောတာလို့သိရမယ်ဟိုကျွန်တော်ရှင်းပြတာလေးကိုနားလည်လားမသိဘူးကျွန်တော်ထပ်ပြီးတော့အသေးစိတ်ထပ်ပြီးရှင်းပြပေးပါမယ်ကျွန်တော်တို့ရဲ့နေရင်သုံးတဲ့လျှက်စစ်က AC alternating current ကိုသုံးတယ်သူမှာ alternating current မှာ single phase ရယ်3 phase ရယ်ဆိုပြီးရှိတယ် single phase မှာ230 volt 3 phase မှာ400 volt ပြီးရင် power ကိုသိထားမယ် power ဆိုတာကလျှက်စစ်ရဲ့စွမ်းအားကိုခေါ်တယ်အဲ့ဒါသူ့ရဲ့ unit က watt သူ့ရဲ့နောက်တော့ volt တွေဆိုတာလည်းရှိတယ် volt တွေကလျှက်စစ်ရဲ့ volt အား volt ခါရန်ဆိုတာလျှက်စစ်ရဲ့လျှက်စီးအားသူ့ရဲ့ unit က ampere သူ power ရဲ့အတူကောက်ကျွန်တော်တို့တွက်ချက်တဲ့အခါမှာသုံးတယ်ဒါမှမဟုတ်လျှက်စစ်ပစ္စည်းတွေမှာရေးထားတယ် P လို့ရေးထားတယ်အဲ့ဒါ power ပါသူ့ကိုကြတော့ watt နဲ့သူ့ကိုကြတိုင်းတာတဲ့အခါ watt နဲ့တိုင်းတာတယ်100 watt 200 watt 300 watt အဲ့လို P ကို100 watt 200 watt 300 watt သူပြီးဖော်ပြတယ် V ကိုကြတော့ဘိုးတွေပါသူ့ရဲ့ unit က V ပါတော့ V လို့သိလိုက်တာနဲ့ဒါဘိုးတွေပဲဒီလျှက်စစ်ရဲ့ဘိုးတွေကိုပြောတာပါဘိုးတွေမှာ230ဘိုး400ဘိုးအဲ့လိုမျိုးတွေပြထားတာရှိပါတယ် I လို့မြင်လိုက်တာနဲ့သူ ampere လို့သိရမယ်ဒီလျှက်စစ်ရဲ့လျှက်စီးအားပြီးရင် A လို့မြင်လိုက်တာနဲ့ဒါခါရန်မှာကျွန်တော်ဒါယူကြောထုတ်လို့မရပါဘူးဒါတေချာလေးနားလဲမှာရမှာပဲဒါလေးတွေတေချာလေးနားလဲအောင်ကြည့်ထားပြီးလုံးဝအလွတ်ရအောင်ချက်ထားပါဒါလေးရန်လက်ကိုပါတယ်ခုကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာလေးတွေကလုံးဝလျှက်စစ်ကိုအခြေခံအားလေးစပြီးလေ့လာတဲ့သူတွေအတွက်ပါဘာမှမသိသေးဘူးဆိုတဲ့သူတွေအတွက်ပါအခြေခံလေးစပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့တွေလျှက်စစ်ကျိုး site တွေတို့ breaker site တွေတို့တွက်တဲ့အခါမှာကျွန်တော်တို့ calculation တွေထဲမှာထည့်တွက်တဲ့အခါမှာ P equal VI cos phi ဒီပုံသင်နည်းနဲ့ကျွန်တော်တို့ထည့်တွက်ရပါတယ်ကျွန်တော်တို့ဘိုးတွေကိုသိတယ်ကားတန်းကိုလည်းသိတယ်သူ့ရဲ့ power ကိုသိချင်ရင်ဒီပုံသင်နည်းထဲမှာထည့်တွက်ရပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဘိုးတွေတို့ P တို့သူအတူကောက်လေးတွေကို power ရဲ့အတူကောက်တို့ဘိုးတွေရဲ့အတူကောက်တို့ကားတန်းရဲ့အတူကောက်တို့သိဖို့လိုအပ်တာပါဒီ code file ကတော့ကျွန်တော်နောက်မှအသေးစိတ် video file လေးနဲ့ရှင်းပြပေးပါမယ် code file ကိုကျွန်တော်တို့တွက်ချက်တဲ့အခါမှာ 0.8 ဆိုပြီးတော့ပုံတည်ထားပြီးတွက်ချက်ကြပါတယ်
ဒီတွက်ချက်နီးလေးတွေကိုတော့နောက်သင်ခန်းစာတွေမှာကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အခုဒီဗီဒီယိုဖိုင်ကလျှက်စစ်ကိုစပြီးတော့လေ့လာနေတဲ့သူတွေအတွက်ရည်ရွယ်တာမဟုတ်ကျွန်တော်တို့စတင်ပြီးတော့လေ့လာနေတဲ့သူတွေဒီအကြောင်းအရာလေးတွေကိုသေချာနားလည်အောင်ကြည်ထားပေးပါပြီးရင်ဒါလေးတွေကိုအလွတ်မှတ်သားထားပေးဖို့လိုအပ်ပါတယ်ဒါလေးတွေလွတ်ရပြီဆိုမှနောက်သင်ခန်းစာတွေဆက်ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်